အမွှာလေးနှစ်ယောက်ကသူတို့အဖေကိုရှာဖို့ကုမ္ပဏီကိုသွားခဲ့ကြပါတယ်သူတို့ရှာနေတဲ့အဖေကကုမ္ပဏီရဲ့ CEO ဖြစ်တယ်ဆိုတာအဲ့ကျိုဝန်ထမ်းကကြားလိုက်တဲ့အခါချက်ချင်းပဲမောင်းထုတ်ချင်သွားပါတယ်ဘာလို့လဲဆိုတော့သူတို့ CEO ကအိမ်အောင်မရှိသလိုကလေးလည်းမရှိလို့ပါပဲတိုက်ဆိုင်ပဲအဲ့ဒီအချိန်မှာ CEO ကပထမထပ်ကိုဆင်းလာပါတယ်ကောင်းမလေးက CEO ရဲ့ခြေထောက်ကိုချက်ချင်းပြစ်ဖက်ပြီးဖေဖေလို့ခေါ်လိုက်ပါတယ်အဲ့ဒီတော့မှအဲ့ကျိုကကောင်းမလေးဟာ CEO နဲ့အရန်တူနေတာကိုသတိထားမိလိုက်ပါတယ် CEO ကဒီကလေးနှစ်ယောက်ဟာအရင်ကလေစိတ်မှာသူတွေ့ဘူးတဲ့ကလေးတွေမှတ်မိလိုက်ပါတယ်ဒါကြောင့်သူကကလေးနှစ်ယောက်ကိုရုံးခန်းထဲခေါ်သွားပြီးသူကသူတို့အဖေမဟုတ်ကြောင်းပြောပြပါတယ်ပြီးတော့ကလေးတွေကိုသူတို့အိမ်ဘက်မှာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့ကောင်းမလေးကဗိုက်စာတယ်လို့ပဲပြောပါတယ်ကောင်လေးကသူ့ညီမလေး Strawberry ကိတ်မုတ်ကြိုက်ကြောင်း CEO ကိုပြောပြလိုက်တော့ CEO ကကိတ်မုတ်ကိုကောင်းမလေးလက်ထဲချက်ချင်းထည့်ပေးလိုက်ပါတယ်ဒါကသူ့ဇနီးဟောင်းလဲ Strawberry ကိတ်မုတ်ကြိုက်ခဲ့တာကိုပြန်တတိယသွားစေပါတယ်ဒါကြောင့်သူတို့အမေနာမည်ဘယ်သူလဲလို့မေးလိုက်ပါတယ်ကောင်းမလေးဖြေတော့မလို့လှုပ်တုံးအကိုဖြစ်သူကပါဇက်ကိုလှမ်းပိတ်လိုက်ပါတယ်တကယ်တော့သူတို့အမေက CEO ရဲ့ဇနီးဟောင်းဖြစ်ပါတယ်ကောင်လေးကသူ့အမေနဲ့ CEO တို့ရဲ့ကွာရှင်းစာချုပ်ကိုအရင်ကမြင်ဘူးခဲ့ပါတယ်ဒါကြောင့် CEO ကသူတို့ရဲ့ဖခင်ရင်းဖြစ်မှန်းသူသိနေခဲ့တာပါဒီတခါသူတို့အဖေကိုလာရှာတာကလည်းသူမိသားစုအစ်စ်ထူထောင်လိုက်ပြီလားဆိုတာသိချင်လို့ပါပဲအဖေဖြစ်သူကလူလွတ်ဖြစ်နေသေးတာကိုသိလိုက်ရတော့ကောင်လေးကအယမ်းပျော်သွားပါတယ်အဲ့ဒီအချိန်မှာပဲကလေးတွေရဲ့အမေစီကဖုန်းဝင်လာပါတယ်သူတို့ CEO ကိုလာတွေ့တာအမေသိသွားမှာဆိုလို့ကောင်လေးကညီမလေးကိုခေါ်ပြီးအမြန်ထွက်သွားပါတယ်ဒါပေမဲ့သူတို့ထွက်သွားပြီးတာနဲ့ CEO စီကိုကောင်လေးစီကအကူအညီတောင်းတဲ့စာတစ်စောင်ဝင်လာပါတယ်တစ်ချိန်တည်းမှာပဲကလေးတွေရဲ့အမေစီကိုလည်းတမီးဖြစ်သူစီကအကူအညီတောင်းတဲ့ဖုန်းဝင်လာပါတယ်နိုင်ကပြတဲ့ဒီနေရာအတိုင်းကလေးတွေကိုလိုက်ရှာဖို့သူမချက်ချင်းထွက်လာခဲ့ပါတယ်ဒါတွေအားလုံးကကောင်လေးရဲ့အစီအစဉ်မှန်သူတို့မသိခဲ့ကြပါဘူး CEO ကသူတို့ကိုအရင်ရှာတွေ့ခဲ့ပြီးတိတ်မကြခင်မှာပဲအမျိုးသမီးလည်းအပြည့်ရောက်လာပါတယ်သူ့ဇနီးဟောင်းကိုမြင်လိုက်ရတော့ CEO အရန်အံ့ဩသွားပါတယ်ကွာရှင်းပြီးကလေးကခုနှစ်နှလုံးလုံးသူတို့မတွေ့ခဲ့ကြပါဘူးသူ့ဇနီးဟောင်းမှာကလေးတွေရှိနေမယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူးဒါကြောင့်ကလေးတွေအသက်ဘယ်လောက်ရှိပြီလဲလို့သူမကိုချက်ချင်းမေးလိုက်ပါတယ်ကလေးတွေကိုလူယူသွားမှာဆိုလို့အမျိုးသမီးက9နှစ်ပဲရှိပါသေးတယ်လို့လိန်ပြောလိုက်ပါတယ်ဒါပေမဲ့ CEO ကမယုံပါဘူးဘာလို့လဲဆိုတော့ကလေးတွေက9နှစ်အရွယ်ထက်ပိုပြီးရင့်ကျက်နေတာသိတာနေလို့ပါပဲသူကအမျိုးသမီးကိုမေးခွန်းထုတ်တော့မလို့လှုပ်တုံးမှာပဲကလေးတွေကရုတ်တရက်မေးလဲသွားကြပါတယ်ဒါကြောင့်ကလေးတွေကိုဆေးရုံအမြန်ပို့လိုက်ရပါတယ်ဆရာဝန်ကကလေးတွေအဆင်ပြေကြောင်းပြောပြီးတဲ့အချိန်ရောက်မှ CEO ကကလေးတွေဘာလို့သူ့ကိုဖေဖေလို့ခေါ်တယ်လဲဆိုတာအမျိုးသမီးကိုဆက်မေးပါတော့တယ်အမျိုးသမီးကသူ့မိတ်ဆွေကိုချက်ချင်းဖုန်းဆက်ပြီးဆေးရုံကိုလာခိုင်းလိုက်ပါတယ်သူမရဲ့မင်္ဂလာလက်စွပ်အဟောင်းကိုမိတ်ဆွေဖြစ်သူရဲ့လက်မှာဝတ်ပေးလိုက်ပါတယ်ပြီးတော့ CEO နဲ့တွေ့ပေးလိုက်ပါတယ်အဲ့ဒီလူရဲ့လက်ကလက်စွပ်ကိုမြင်ပြီးနောက်မှာတော့ CEO ကအမှန်တရားကိုကိုယ်တိုင်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်